မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီကနေ့အထူးသတင်းအစီအစဉ်ကနေကြိုဆိုပါရရှင်ကျမကတော့ရန်ပိုင်ဆိုး channel ကဖြစ်ပါတယ်ကျမရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုအပ်ပါရရှင်ကျမဒီကနေ့တင်ဆက်ပေးမှာကတော့နိုင်ငံတော်ဝန်ကတိုက်ပွဲသတင်းတွေထဲမှာမြန်မာထိုင်းနယ်စပ်ကုန်သွယ်ရေးအတွက်အဓိကကျတဲ့ကော့ကရိတ်မြို့နယ်တောင်ပိုင်းဟာအခုရက်ပိုင်းအတွင်းစီးရေးအရှိန်အမြင့်မားဆုံးအခြေအနေကိုရောက်ရှိနေပါတယ်။ပြီးခဲ့တဲ့2024ကစလို့အာရှလမ်းမကြီးပိတ်ဆို့သွားပြီးတဲ့နောက်ပိုင်းစစ်ကောင်စီရဲ့အောင်စေရစစ်စင်ရေးဟာကော့ကရိတ်တောင်ပိုင်းကျေးရွာတွေကိုဖျက်ဆီးဖို့ကြိုးစားရာကနေတိုက်ပွဲတွေဟာတကြောပြန်ပြင်းထန်လာတာပါ။ဒီကနေ့ကျမတို့ရဲ့နှုတ်ဆက်စီမှာတော့ကော့ကရိတ်တောင်ပိုင်းရဲ့နောက်ဆုံးရမြေပြင်အခြေအနေတိုက်ပွဲဖြစ်ပွားရာနေရာဒေသတွေနဲ့ပြည်သူတွေရဲ့အတိဒုက္ခတွေကိုသတင်းသမားတယောက်ရဲ့အမြင်နဲ့အသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကော့ကရိတ်တောင်ပိုင်းဟာ KNL ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့6နယ်မြေဖြစ်ပြီးတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအားကောင်းတဲ့နေရာဖြစ်ပါတယ်။အာရှလမ်းမကြီးတစ်ကိုအသုံးမပြုနိုင်တော့တဲ့အတွက်စစ်ကောင်စီဟာလမ်းဟောင်းဖြစ်တဲ့ဒေါနာတောင်ကျောလမ်းနဲ့ကော့ကရိတ်ကျိုင်းတုံလမ်းပိုင်းကိုထိန်းချုပ်ဖို့စ조사နေပါတယ်။အထူးသဖြင့်ရာသစ်ကန်နီနောက်နိုင်ကောင်းမှုနဲ့နက်စင်ကုန်းကျေးရွာတွေတဝိုက်မှာတိုက်ပွဲတွေနေစဉ်ဖြစ်ပွားနေပါတယ်။စစ်ကောင်စီဟာမြဝတီမြို့ကိုပြန်လည်စိုးမိုးနိုင်ဖို့အတွက်ကော့ကရိတ်မြို့ကနေတဆင့်စစ်ကြောင်းထိုးနေသလိုတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်းမြို့စောက်တရင်ဖြစ်တဲ့ခါလာရ90ခွန်ကိုဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက်နှစ်ဖက်အပြန်အလှန်ဖိအားပေးနေတဲ့အခြေအနေဖြစ်ပါတယ်။မြေပြင်မှာထိတဲ့တိုက်ပွဲတွေပြင်းထန်သလိုလည်းစစ်ကောင်စီဘက်ကနေပညာနဲ့လက်နက်အင်အားအသာစီးရယူဖို့ကြိုးစားလာတာကိုတွေ့ရပါတယ်။မြေပြင်စစ်ကြောင်းတွေရှစ်တိုးမရတဲ့အခါတိုင်းမှာစစ်ကောင်စီရာဂျက်ဖိုက်တာတွေနဲ့ဝိုင်းတွဲလေယာဉ်တွေကိုအသုံးပြုပြီးဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ်။ဒါဟာတိုက်ပွဲဖြစ်ပွားရာနေရာတွေမကပဲနောက်စစ်ပေးရှောင်စခန်းတွေကိုပါချိန်ချောင်နေတာပါ။ကော့ကရိတ်မြို့ပေါ်ရှိအမြောက်တပ်နှင့်ဗျူဟာကုန်းတွေကနေတောက်ပိုင်းကျေးရွာစီတို့ဦးတည်ချက်မရှိဘဲလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်အရဲသားတေဆုံးမှုနဲ့နေအိမ်ပျက်စီးမှုနှုန်းဟာဒီလထဲမှာတိတိတတ်တာမြင့်တက်လာခဲ့ပါတယ်။တိုက်ပွဲတွေကြောင့်ကော့ကရိတ်တောင်ပိုင်းကကျေးရွာပေါင်း20ကျော်ဟာလူသားကင်းမဲ့တဲ့ရွာပြတ်တွေဖြစ်နေပါပြီ။ဒေသခံတောင်းနေချီဟာတောင်ရင်မြကန်းနားနဲ့ထိုင်းနယ်စပ်တလျှောက်ယာယီတဲတွေနဲ့နေထိုင်နေရပါတယ်။ရာသီကာလတွေကြောင့်ငါးဖျားယောဂဝက်ပြက်ဝမ်းလျှော်ယောဂနဲ့ရင်ဆိုင်နေရသလိုစီးဝါကုသမှုကလည်းအလွန်နှဲပါနေပါတယ်။စာတင်ကျောင်းတွေအားလုံးပိတ်ထားရပြီးကျေးလက်စီးပေးကန်းတွေလည်းလက်နက်ကြီးတန်းကြောင့်ပျက်စီးကုန်ပါပြီ။တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ကျမ်းမာရေးဌာနတွေကတက်နိုင်သလောက်ကူညီနေပေမဲ့လည်းလိုအပ်ချက်ကအလွန်ကြီးမားနေသေးပါကော့ကရိတ်ဟာမြန်မာပြည်ရဲ့ဒုတိယအကြီးဆုံးကုန်သွယ်ရေးဆောင်ဖြစ်တဲ့မြဝတီမြို့ရဲ့အသက်သေးကျော်ပါလမ်းပိုင်းတွေပိတ်ဆို့နေတာကြောင့်ကုန်စည်စီးဆင်းမှုဟာလမ်းဟောင်းတော်လမ်းတွေကိုသာမိခိုနေရပြီးတယူပို့ဆောင်ရေးစရိတ်ကြီးမားမှုကြောင့်အခြေခံစားသုံးကုန်စည်နှုန်းတွေဟာပုံမှန်ထက်9ဆကနေ10ဆအထိမြင့်တက်သွားပါတယ်။ဒါဟာဒေသခံတွေအတွက်စစ်ပေးအပြင်ငတ်မှုခေါင်းမာမှုဘေးဒုက္ခတွေကိုပါဖိတ်ခေါ်နေတယ်လို့ဖြစ်နေပါတယ်။သုံးသပ်ရမယ်ဆိုရင်တော့ကော့ကရိတ်တိုက်ပွဲဟာလက်တလုံးငြိမ်သက်သွားမယ့်အလားအလာမရှိသေးပါဘူး။စစ်ကောင်စီဘက်ကလည်းနယ်မြေပြန်ရဖို့အသေးအလဲစူးစမ်းနေတယ်လို့ KNL ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်းနယ်မြေစိုးမိုးမှုရရှိတော့ကြောင့်စစ်ရေးတင်မာမှုဟာအထူးတိတ်သို့ဆက်လက်ဦးတည်နေအောင်ပါပြည်ရင်းပြည်ပကကိုကြီးကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်းဒီဒေတာကစစ်ပေးရှောင်တွေအတွက်အကူအညီတွေကိုအမြန်ဆုံးပေးပို့နိုင်ဖို့လိုအပ်နေပါတယ်ရှေ့ဆက်ပြီးမြေပြင်ကထူးခြားတဲ့သတင်းတွေကိုကျမတို့ဆက်လက်တင်ဆက်ပေးသွားမှာပါဟုတ်ကဲ့ပါကျမအခုရောက်ရှိနေတာကတော့ကော့ကရိတ်မြို့နယ်တောင်ပိုင်းတောင်ရင်မြင့်အနာတနေရာကယာယီစစ်ပေးရှောင်စခန်းတစ်ခုဖြစ်ပါတယ်။ကျမရဲ့နောက်ကွယ်မှာမြည်တွေ့နေရတဲ့အတိုင်းပါပဲ။ဒီမှာရှိတဲ့မိသားစုဝင်တွေကမိုးကာစားလေးတွေတစ်ကိုင်းတစ်ခက်လေးတွေကိုအားပြုပြီးမိုးတိုင်လေးတန်းကြားမှာခိုလုံနေရပါတယ်။ဒီဒေသမှာရှိတဲ့နောက်နိုင်ကန်းနီနဲ့ရာသစ်ကြရာတွေကပြည်သူတွေဟာပြီးခဲ့တဲ့ရက်ပိုင်းကလက်နက်ကြီးကြီးတွေရာရဲကိုတရဆဲကြောက်လာတာကြောင့်အဝိတ်အထည်ကိုတစ်ခုနဲ့ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။အခုလိုအချိန်မှာအဆိုးရွားဆုံးကတော့ကျန်းမာရေးပြဿနာပါ။အထူးသဖြင့်ကလေးငယ်တွေရဲ့တက်ကြီးရွယ်အိုတွေဟာအေးမိဖျားနာတာအပြင်တန်ရှင်းတဲ့တောက်သုံးရိပ်မရရှိတာကြောင့်ဝမ်းပြက်ဝမ်းရှမ်းယောဂါတွေခံစားနေရပါတယ်။မြေပြင်အကူအညီပေးနေသူတဦးရဲ့အဆိုအရဒီစကမ်းမာရင်ဖျားနာနေသူအယောက်50ထက်မနည်းရှိနေပြီးစေဝါလုံလောက်မှုမရှိဘူးလို့သိရပါတယ်။အိမ်ပြန်မှုဆိုတာအိမ်မက်တစ်ခုလိုဖြစ်နေပါပြီလို့စစ်ဘေးရှောင်ဖွားတဦးက
ကျမကိုပြောပြပါတယ်သူတို့ရဲ့စပယ်ကြီးတွေအမွေးတိရစ္ဆာန်တွေကတိုက်ပွဲနဲ့မီးလာမှုတွေကြားမှာဆုံးရှုံးခဲ့ရပါပြီလက်ရှိမှာတော့ကရင်လူမှုရေးအဖွဲ့အစည်းတွေနဲ့နယ်စပ်ကအလူရှင်အချို့စီကရတဲ့စံနစ်စီကိုပဲမျှတစားတောင်းနေရပြီးရေရှည်အတွက်ရိတ်ခါပြက်လက်ဖို့တေချာသလောက်ရှိနေပါတယ်ဒီနေ့ပညာသင်နှစ်ကလည်းကော့ဂရိတ်တောင်ပိုင်းကကလေးငယ်တွေအတွက်ဟာဆုံးရှုံးမှုတစ်ခုပါပဲ။ကျောင်းတက်ရမယ့်အရွယ်ကလေးတွေဟာစာအုပ်စာတမ်းတွေအစားစစ်ပေးရှောင်အထုပ်ကိုတည်ရင်တောတဲ့တောင်တဲ့ပြေးလွှားနေရတာဟာရင်နာစရာကောင်းလာပါတယ်။တစ်မှမှုရှော့ကြမသားတည်းဒီပြည်သူတွေဟာနေရက်ပြန်ဖို့လမ်းစာမမြင်ရသေးပါဘူး။နိုင်ငံတကာနဲ့ပြည်တွင်းကစစ်ပေးရှောင်တွေအတွက်အရေးပေါ်လူသားချင်းစာနာမှုကူညီတွေပေးအပ်ဖို့အလွန်လိုအပ်နေပါတယ်ရှင်။မှာကတော့သတင်းထောက်ကျဲစင်ဖြစ်ပါတယ်။ကော့ဂရိတ်မြို့နယ်တောင်ပိုင်းမြေပြင်အခြေအနေကိုသတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်သတင်းတင်ဆက်မှုကိုပုံမခိုင်မာစေဖို့နဲ့ကြည့်ရှုသူအနေနဲ့မြေပြင်စရေးအခြေအနေကိုမြင်သာစေဖို့အတွက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့တရင်တပ်ဖွဲ့များနဲ့စရေးလှုပ်ရှားမှုအသေးစိတ်ကိုသတင်းချက်လက်ပန်းဆိုင်ရာကဏ္ဍတစ်ခုအနေနဲ့ထည့်သွင်းပြောကြားချင်ပါတယ်ကော့ဂရိတ်တောင်ပိုင်းရင်ဆိုင်တိုက်ပွဲရှိတရင်တပ်ဖွဲ့များနဲ့စရေးအခြေအနေတွေဟာအခုတစ်ခါမှာတော့မြေပြင်မှာဘလို့တပ်ဖွဲ့တွေအဓိကရင်ဆိုင်နေကြတယ်လဲဆိုတာကိုအသေးစိတ်ကြည့်ကြရအောင်ပါကော့ဂရိတ်တောင်ပိုင်းစစ်မျက်နှာဟာအင်အားအလုံးရင်အသုံးပြုတိုက်ခိုက်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ကော့ဂရိတ်တောင်ပိုင်းကိုအဓိကထိန်းချုပ်ထားတာကတော့ KNU, KNN တပ်မဟာ6ဖြစ်ပါတယ်။ KNN တပ်ရင်း18နဲ့20ဒီတပ်ရင်းတွေဟာနယ်မြေခံတပ်တွေဖြစ်ပြီးကော့ဂရိတ်တောင်ပိုင်းကြေးရွာတွေနဲ့လမ်းကြောင်းတွေကိုအဓိကစိုးမိုးထားပါတယ်။ KNDO ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNN နဲ့အတူပူးပေါင်းစစ်ဆေးရေးတွေမှာပါဝင်ပါတယ်။ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေကတော့နဂန်ဒီစစ်ကြောင်း၊ကြားပြူစစ်ကြောင်းနဲ့အခြားသောဒေသခံ PDF တပ်ရင်းတွေဟာကရင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အတူရှေ့တန်းစစ်မျက်နှာမှာပူးပေါင်းတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။စစ်ကောင်စီဟာကော့ဂရိတ်ကိုပြန်လည်စိုးမိုးဖို့အတွက်၎င်းတို့နဲ့အထိုင်တပ်တွေအပြင်အင်အားဖြည့်တင်းထားတဲ့တပ်မတွေကိုအသုံးပြုနေပါတယ်။အလာယာ69ကော့ဂရိတ်မြို့အခြေစိုက်တရင်ဖြစ်ပြီးမြို့ပေါ်နဲ့ပါဝင်ခြင်းကိုလက်နက်ကြီးပစ်ကူပေးရမှာအဓိကအခမ်းကဏ္ဍကပါဝင်နေပါတယ်။တပ်မ44နဲ့တပ်မ55လက်အောက်ခံတရင်များအောင်စီရက်စစ်စင်ရေးမှာပါဝင်တဲ့ဒီတပ်မတွေဟာကော့ဂရိတ်တောင်ပိုင်းလမ်းကြောင်းကနေမြောက်ရီဘက်ကိုတက်နိုင်ဖို့အတင်းအဓမ္မစစ်ကြောင်းထိုးနေတာပါ BGF KN နေကြားဆောက်တဲ့အချို့သောနယ်မြေထိန်းချုပ်မှုနဲ့ထောက်ပို့လမ်းကြောင်းတွေမှာစစ်ကောင်စီနဲ့ပူးပေါင်းလှုပ်ရှားမှုတွေရှိနေတယ်လို့မြေပြင်သတင်းတွေသိရပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေကစစ်ကောင်စီရဲ့ခလာယာ69ဗျူဟာကုန်းတွေကိုဝိုင်းဝန်းဖြတ်တောက်ထားဖို့ကြိုးစားနေရတယ်လို့စစ်ကောင်စီကလည်းအဆိုပါတရင်တွေစီကရိတ်ခါနဲ့အင်အားဖြည့်တင်းနိုင်ဖို့တောင်ပိုင်းကြေးရွာတွေကိုအကာအကွယ်ယူပြီးထိုးစစ်ဆင်နေတာပါတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကဖက်ဒရယ်ဝန်အစရှိတဲ့ဒရုန်းတပ်ဖွဲ့တွေကိုအသုံးပြုပြီးစစ်ကောင်စီရဲ့အထိုင်စခန်းတွေကိုထိရောက်စွာတိုက်ခိုက်နေတာဟာဒီစစ်မျက်နှာရဲ့အဓိကထူးခြားချက်တစ်ခုဖြစ်ပါတယ်။ဒီလိုတရင်တပ်ဖွဲ့အချင်းချင်းအကျိတ်အနဲ့ရင်ဆိုင်နေရတာကြောင့်ကော့ဂရိတ်တောင်ပိုင်းဟာရေရှည်တိုက်ပွဲတွေပုံမပြင်းထန်လာနိုင်ပြီးနှစ်ဖက်စီရဲ့အရှိန်ဟာရော့ကျသွားမဲ့အရေးအယောင်မရှိသေးဘူးလို့စည်ရေးလေ့လာသူတွေကသုံးသပ်နေကြပါတယ်။ဟုတ်ကဲ့ပါအခုတင်ပြပေးခဲ့တဲ့အချက်လက်တွေကသတင်းတပုတ်အတွက်အလွန်ခိုင်မာတဲ့အခြေခံချက်လက်တွေဖြစ်ပါတယ်ဒါပေမဲ့သတင်းတင်ဆက်သူတယောက်အနေနဲ့ပရိသတ်ကိုပုံမဆွဲဆောင်နိုင်ဖို့နဲ့သတင်းရဲ့ခိုင်မာမှုကိုတည်ပြနိုင်ဖို့အတွက်တိကျတဲ့တောင်ကုန်းအမည်များနဲ့စစ်သုံးပန်လက်နက်ခဲယင်သိမ်းဆည်းရမိမှုဖြစ်စဉ်များကိုထည့်သွင်းပြောကြားလိုပါတယ်သတင်းတင်ဆက်မှုမှာအရေးအကြီးဆုံးဖြစ်တဲ့စစ်ရေးအလှည့်ပြောင်းပိုင်းအတွက်အချက်လက်များကိုအသေးစိတ်ထပ်မံဖြည့်ဆွတ်ပေးလိုက်ပါတယ်စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းတွေဟာတောနော်ရီတွေကိုအနီးကတောင်ကုန်းတွေကိုအခြေပြုပြီးအမြောက်တပ်တွေတက်ဆင်ထားပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေကဒီနေရာကိုပြန်လည်စိုးမိုးဖို့ကြိုးစားရာကနေတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ပွားခဲ့တာပါ။ကော့ဂရိတ်တောင်ပိုင်းရဲ့စီရေးအရာအလွန်ရေးပါတဲ့တောင်ကုန်းဖြစ်ပြီးဒီတောင်ကုန်းကိုထိန်းချုပ်နိုင်သူဟာကော့ဂရိတ်မြို့အဝင်အထွက်နဲ့လမ်းဟောင်းတစ်ခုလုံးကိုစီးမိုးကြည့်ရှုနိုင်ပါတယ်။ကော့ဂရိတ်ကနေကျိုင်းတုံကိုသွားတဲ့လမ်းစုံလမ်းကွာဟာစစ်ကြောင်းထိုးရာမှာအချက်ချာကြတဲ့နေရာဖြစ်တာကြောင့်တိုက်ပွဲတွေခက်ဆိတ်ဆိတ်ဖြစ်ပွားလေးရှိပါတယ်။
ပြီးခဲ့တဲ့တိုက်ပွဲစဉ်အတွင်းအထူးသဖြင့်ကမ်းနီနောက်နိုင်တိုက်ပွဲများမှာစစ်ကောင်စီဘက်ကတပ်ကြပ်ကြီးအဆင့်အပါအဝင်တပ်သားအချို့ကိုအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ KND ဘက်ကထုတ်ပြန်တဲ့ဗီဒီယိုသတင်းဖိုင်တွေမှာစစ်သုံးပန်တွေကိုနိုင်ငံတကာစစ်သုံးပန်ဥပဒေနဲ့အညီကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားတာကိုပြသပြီးစစ်ကောင်စီတပ်သားတွေကိုအလင်းဝင်ဖို့တိုက်တွန်းထားတဲ့သတင်းစကားတွေကိုပါပြောကြားကြပါတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းတွေစီကနေ MA1, MA2 ရိုင်ဖယ်များစစ်တီးမမလက်နက်ကြီးများဆက်သွယ်ရေးဆက်များနှင့်အရေးကြီးတဲ့စာရွက်စာတမ်းတွေကိုပါတင်စီရမိခဲ့တဲ့ဖြစ်စဉ်တွေကိုသတင်းမှသက်သေခံတပ်ဖို့များအဖြစ်ဖော်ပြလေးရှိပါတယ်။အထူးသဖြင့်ဒရုန်းနဲ့တိုက်ခိုက်လို့စစ်ကောင်စီဘက်ကစွန့်ခွာသွားတဲ့လက်နက်တွေဟာတော်လှန်ရေးတပ်ဖွဲ့တွေအတွက်အားသာချက်ဖြစ်စေခဲ့ပါတယ်။ကြီးစုသူမိဘပြည်သူများရှင်ကော့ဂရိတ်တောင်ပိုင်းတိုက်ပွဲတွေမှာထူးခြားချက်ကတော့စစ်ကောင်စီဘက်ကအင်အားတာလွန်တဲ့လက်နက်ကြီးပစ်ကူတွေကိုသုံးနေပေမဲ့ပူးပေါင်းတပ်ဖွဲ့တွေကနယ်မြေကျွမ်းကျင်မှုရဲ့ပျောက်ကြားစနစ်ကိုအသုံးချပြီးစစ်သုံးပန်နဲ့လက်နက်ခရံတွေကိုတိတိတသာသိမ်းဆည်းရမိနေတာပဲဖြစ်ပါတယ်။ဒါဟာမြေပြင်စစ်ကြောင်းတွေရဲ့စိတ်သက်ပိုင်းဆိုင်ရာကြာဆင်းမှုကိုပြသနေတာလည်းဖြစ်ပါတယ်။အခုဆိုရင်ကျမတို့ရဲ့သတင်းတင်ဆက်မှုအတွက်လိုအပ်တဲ့အချက်လက်တွေအကောစုံလင်နေပြီဖြစ်လို့ဒီအချက်လက်အားလုံးကိုစုစည်းပြီးကော့ဂရိတ်တောင်ပိုင်းစစ်မျက်နှာမြေပြင်အခြေအနေနဲ့လူထုဒုက္ခဆိုတဲ့ခေါင်းစဉ်နဲ့ပြည့်စုံတဲ့သတင်းဆောင်ပါ New Article တစ်ပုဒ်ကိုပြောကြားခြင်းပါတယ်။ဒါကသတင်းစာအွန်လိုင်းမီဒီယာဒါမှမဟုတ်သတင်းအစီအစဉ်မှာနောက်ခံစာသားဖြင့်ဓာတ်ရိုက်အသုံးပြုနိုင်ပါတယ်ရှင်။2026ခုနှစ်ဇန်နဝါရီလကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မြန်မာထိုင်းနယ်စပ်ကုန်းသွယ်ရေး၏အသက်သေးကြောဖြစ်သောကော့ဂရိတ်မြို့နယ်အတွင်း၌စစ်ကောင်စီတပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားဖြစ်ပွားနေသောတိုက်ပွဲများသည်ယခု2026ခုနှစ်အစောပိုင်းအထိပုံမပြင်းထန်နေပါသည်အထူးသဖြင့်ကော့ဂရိတ်တောင်ပိုင်းရှိကျွော်များနှင့်မဟာဗျူဟာကျသည့်တောင်ကုန်းများတွင်နှစ်ဖက်စစ်ဆေးရေးတင်းမာမှုသည်အထူးထိပ်သို့ရောက်ရှိနေပါသည်ကော့ဂရိတ်တောင်ပိုင်းရှိတမ်မယာတောင်နှင့်တောနော်ရီတကွအနီးရှိတောင်ကုန်းများသည်စစ်ရေးအရအချက်ချာကြသောနေရာဖြစ်ပါတယ်။စစ်ကောင်စီရဲ့အောင်စီရစစ်စေးရေးသည်ဤတောင်ကုန်းကိုခြေပြု၍မြောက်ရီဘတ်သို့ဦးတည်ကြိုးပမ်းနေတော်လဲ KND တပ်မဟာ6လက်အောက်ခံတရင်18 29 PDF ပူပေါင်းစစ်ကြောင်းများရဲ့ခုခံမှုကြောင့်ရှေ့မတိုးနိုင်ပဲဖြစ်နေပါတယ်။မြေပြင်သတင်းများအရကျိုင်းတုံလန်းကွဲနှင့်နောက်နိုင်ကျွော်တဝိုက်တွင်ထိတွေ့တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ကူများကိုမိနစ်မလက်အသုံးပြုနေကြောင်းသိရပါတယ်ရှင်။လွန်ခဲ့သည့်သတင်းပတ်အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင်တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များကစစ်ကောင်စီ၏စစ်ကြောင်းများကိုပျောက်ကြားစနစ်ဖြင့်ဂျားဖြိတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင်တပ်သားများအားစစ်သုံးပန်ဖြင့်ဖမ်းဆီးရမိခဲ့ပါတယ်။၎င်းတို့နှင့်အတူ MA series ရိုင်ဖယ်များဒရုန်းကာလက်နက်များနှင့်အရေးတကြီးဆာရဲစတဲ့များကိုပါတင်စီရမိခဲ့ခြင်းဟာတော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက်စစ်ရေးအရှင်ကိုပုံပုံမြင့်တင်ပေးနိုင်ခဲ့ပါတယ်။တိုက်ပွဲများရဲ့နောက်ဆက်တွဲဖြင့်ကော့ဂရိတ်တောင်ပိုင်းရှိကျေးရွာပေါင်း20ကျော်မှပြည်သူတောင်းနှင့်ချီ၍ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရပါတယ်။တောင်ရင်မြစ်ဘေးနှင့်တောတောင်များထဲမှာခိုလုံနေရပါတယ်။စစ်ဘေးရှောင်များဟာစေဝါနှင့်စားနပ်ရိက္ခာပြက်လက်မှုတံကိုအလူအလဲခံစားနေရပါတယ်။ဒီမှာအိမ်ပြန်ဖို့နေနေသာသာနောက်ရက်ဘာစားရမလဲဆိုတာတော့မသိရတော့ဘူးဟုစစ်ဘေးရှောင်မျိုးသမီးတို့ကဆိုပါတယ်။လက်နက်ကြီးများကြောင့်နေအိမ်များမီးလောင်ပျက်စီးမှုသည်လည်းတနေ့ထက်တနေ့တိုးပွားနေပါတယ်။လက်ရှိတွင်စစ်ကောင်စီသည်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်မြင့်လှုံ့ဆော်နေတော့လေမြေပြင်တွင်နယ်မြေစိုးမိုးမှုလျော့ပါနေပါတယ်။ကော့ဂရိတ်တောင်ပိုင်းတိုက်ပွဲများသည်မြန်မာပြည်တောင်ပိုင်းစစ်ရေးအလှည့်ပြောင်းအတွက်အရေးပါသောအဆုံးဖြတ်တစ်ခုဖြစ်လာနိုင်တာကြောင့်စစ်ရေးလေ့လာသူတွေကသုံးသပ်ကြပါတယ်။အားတို့သတင်းအစီအစဉ်ကိုပုံမကျေပြန့်သွားအောင်ကော့ဂရိတ်တောင်ပိုင်းအပြင်စစ်ရေးအရာဆက်ဆက်နေတဲ့ကြာအင်းစိတ်ကြီးနှင့်ဖာပုံဘက်ကအခြေအနေတွေကိုပါပေါင်းဆက်ပြီးကရင်ပြည်နယ်စစ်ရေးအထူးသတင်းအတေအဖြစ်စုစည်းပေးလိုက်ပါတယ်။ကရင်ပြည်နယ်အတွင်းမှာစစ်ကောင်စီရဲ့ထိုးစစ်တွေဟာကော့ဂရိတ်ဒီမကပဲတောင်ပိုင်းနဲ့မြောက်ပိုင်းစစ်မျက်နှာအထိပြန်နှံ့နေပါတယ်။ကော့ဂရိတ်တောင်ပိုင်းနဲ့ဆက်ဆက်နေတဲ့ကြာအင်းစိတ်ကြီးမြို့နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ KND တပ်မဟာ6ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ဒီဒေသမှာစစ်ကောင်စီဟာဗျူဟာကုန်းတွေကိုလက်မလွတ်ရရဲ့အတွက်လေကြောင်းကနေရိတ်ခါနဲ့ခရံတွေချပေးနေရတဲ့အခြေအနေပါတော်လှန်ရေးတပ်ဖွဲ့တွေကမြို့အဝင်အထက်လမ်းကြောင်းတွေကိုပိတ်ဆို့ထားဆဲဖြစ်ပါတယ်။နေမြောက်ပိုင်းဖ
ပုံဘက်မှာတော့တိုက်ပွဲပုံစံကတစ်မျိုးကွဲပြားပါတယ်ဒီမှာတော့ KNN နယ်မြေအများစုကိုစိုးမိုးထားပြီးစစ်ကောင်စီရဲ့ဗျူဟာကုန်းတွေကိုအပိသက်သိမ်းပိုက်နိုင်ဖို့စတိုက်ဖိအားပေးနေပါတယ်ဖပုံမြို့ပေါ်မှာလူသူကင်းမဲ့နေပြီးစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပဲအဓိကအားပြုနေပါတယ်ကရင်ပြည်နယ်တစ်ခုလုံးမှာစစ်ကောင်စီဟာနယ်မြေစိုးမိုးမှုတဖြည်းဖြည်းဆုံးရှုံးနေပြီးမြို့ပေါ်စခန်းတွေကိုထိန်းသိမ်းနိုင်ဖို့ရုန်းကန်နေရတာကိုတွေ့ရပါတယ်ရှင်မိဘပြည်သူများရှိကရင်ပြည်နယ်တောင်ပိုင်းကစစ်မီးဟာတနေ့ထက်တနေ့ပိုမိုပြင်းထန်လာနေသလိုစစ်ပေးတဲ့ပြည်သူတွေရဲ့လိုအပ်ချက်တွေကလည်းကြီးမားနေပါတယ်။ကျမတို့တင်ဆက်ပေးခဲ့တဲ့အကူအညီပေးရေးအဖွဲ့အစည်းတွေကနေတဆင့်တက်နိုင်တဲ့ဝါဝန်ကူညီပေးကြဖို့ရစ်တာရက်ခံအပ်ပါတယ်ရှင်။ကရင်ပြည်နယ်ရဲ့နောက်ဆုံးရစစ်ရေးသတင်းတွေကိုဆက်လက်သိရှိနိုင်ဖို့ကျမ channel လေးကို subscribe လေးလုပ်ပေးသွားပါအောင်ရှင်။ကိုညီလိုပါကဆက်သွယ်နိုင်ရန် KRC ကရင်စစ်ပေးရှောင်များအတွက်အဓိကကိုညီပေးနေသည့်အဖွဲ့အစည်း KWO ကရင် Women Organization အမျိုးသမီးနှင့်ကလေးငယ်များအတွက်အကူအညီပေးနေသည့်အဖွဲ့ CIDKP Community for Internet Display ကရင်ပြည်တွင်းနေရစွန့်ခွာနေရသူကူညီရေးကော်မတီ Free Burma Ranger FBR ရှေ့တန်းစစ်မျက်နှာအထိစေဝါနဲ့ရေခါသွားရောက်ကူညီနေသည့်အဖွဲ့ Local PDF Sport Group ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ရေခါနှင့်ကျန်းမာရေးထောက်ပံ့ရေးအဖွဲ့များဖြစ်ပါတယ်ရှင်